မွေခမရောက်သိကြလားဘောမှာမွေမျိုးစိပေါင်းအကောင်များစွာရှိပြီးတော့မှအဲ့ဒီကတချို့သောမွေတွေကအစိမ့်မရှိရပါမယ်တချို့မွေတွေကတော့စိတ်ကိုတော်တော်လေးကိုပြင်းကြပါတယ်ဒီနေ့မှာတော့သူတို့ကြားလေးဖြစ်တော့မွေရောမှာအစိမ့်ပြင်းတဲ့မွေမျိုးစားမဟုတ်ဘဲနဲ့ရိုးတန်းရှေးမွေတကောင်ဖြစ်ကြည့်မှာပဲဖြစ်ပါတယ်မွေတွေကဥပစားတဲ့အချိန်ဒါမှမဟုတ်ကောင်းလိုက်မွေးတဲ့အချိန်ဒီမှာစပြီးတော့အနေကိုရင်ဆိုင်ရပါတယ်ဘာအနေနဲ့ဆိုင်ရလဲဆိုလို့ရှိရင်သူတို့မှာဒီတိုင်းတရားအကာအကွယ်ကောင်းမရှိတဲ့အတွက်အကာအကွယ်ကင်းမဲ့ခြင်းဝေမိခင်တွေကဥပြီးဆိုတာနဲ့ဖြစ်ချင်ရဖြစ်ဆိုပြီးထားခဲ့လေးရှိပါတယ်ဒါကြောင့်မို့ဥအောင်ပေါက်ခင်တွေကတိတ်ဝဲခိုင်းတော့တော်တော်လေးကိုများပါတယ်မွေဥတွေကခြောက်တော့ဥတွေနဲ့မတူဘဲနဲ့သူတို့ရဲ့ဥတွေကပျော့နေလေးရှိပါတယ်အဲ့လိုပျော့နေတာကြောင့်လိပ်ပြာကြွက်နဲ့ process တွေစားတော့ခြင်းကိုပါခံရတတ်ပါတယ်ဒါပေမဲ့လူကြီးမင်းဟာဒီဗီဒီယိုရဲ့ slide ဖြစ်တဲ့ကြောင့်မလို့လုံးဝတည်လို့မရပါဘူးအဲ့တော့တက်ရှင်သွားတယ်ပဲထားပါတော့ဥပဝကနေပြီးတော့ကန်းကောင်းပြီးတက်ရှင်လာတဲ့ဆိုတော့မှမွေပေါက်စာလေးဘွားကိုရောက်ပါပြီဒီဘွားမှာတော့တင်ကအစိတ်ဖြစ်နေတဲ့မွေဖြစ်နေတော့မှတင်အသားတွေတော်တော်လေးကိုနှုတ်ပါသေးတယ်ဒီဘက်မှာတော့ဗျိုင်းတင်းငတ်နဲ့ကြောင်ဖွတ်တွေရဲ့စားတော့ခြင်းကိုခံရတတ်ပါတယ်ဒီအဆင့်တွေအားလုံးကိုဖျက်ကြည့်ဦးရဆိုလို့ရှိရင်တော့အစာစားရမယ်အဆင့်ကိုရောက်ပါပြီအဲ့တော့အစာကိုစရှာတော့မယ်ဝေရတွေးတတ်တော့ဖြစ်တာကြောင့်နေအစာစားဖို့တော့မလိုပါဘူးဒါပေမဲ့လူကြီးမင်းကအကောင်လေးကတေးသေးလေးဖြစ်ပြီးတော့မှအကောင်ကြီးကိုတွားချမယ်ဆိုလို့ရှိရင်တော့စောစီးမှလည်းတိတ်နိုင်ပါတယ်အမေလိုက်တဲ့နေရာမှာလည်းတေးချရာကိုကြည့်ကြရပါတယ်ဒါပေမဲ့အခြားတော့အကောင်ကြီးကိုလူကြီးမင်းကတွားချနိုင်မယ်ဆိုလို့ရှိရင်တော့တိတ်နိုင်ပါတယ်ဘာလို့တင်လဲဆိုလို့ရှိရင်ကြွက်ကြီးတွေရှင်းနေနဲ့အခြားသောတတော်အကြီးကပြင်းနေတိုက်ခိုက်တဲ့နေရာမှာသူတို့ကတော်လေးကိုကောင်းကြပြီးတော့လူကြီးမင်းတို့ရဲ့အကောင်သေးသေးလေးတရေမှာတေးဖို့တော့ရာခိုင်နှုန်းကများပါတယ်မွေတကောင်ကြီးထားဖို့တဲ့အတိကလိုအပ်တဲ့အရာတော့အရင်ကလဲလို့ပါပဲအဲ့တော့လူကြီးမင်းတို့ကအရင်ကလဲကိုလဲရပါမယ်အရင်ကလဲတဲ့အချိန်ကမွေတကောင်ရဲ့အားနည်းဆုံးချိန်နဲ့အခက်ခဲဆုံးချိန်ပါပဲမွေတွေရဲ့ညလုံးတွေကသူတို့တွေအရင်ကမလဲခင်တပတ်လောက်ကြာမှပဲစတင်ပြီးတော့ဝါလာပါတယ်အရင်ကဟောင်းတွေကတင်းကျပ်နေလို့သူတို့တွေကောင်းကောင်းလည်းမလုံနိုင်ကြပါဘူးဒီအချိန်မှာတေးရခိုင်တော့တော်တော်လေးကိုများပါတယ်မွေကခန္ဓာကိုယ်ရဲ့အပူချိန်ကိုမထိန်းကြည့်နိုင်ပါဘူးနေအောင်ကြီးအောက်မှာအကြာကြီးရှိနေရင်ခန္ဓာကိုယ်အပူလွန်ခဲ့ပြီးတော့အုံနောက်ပျက်စီးတည်ဆုံးနိုင်ပါတယ်စားရဒီမှာမွေတွေကသူတို့ရဲ့တွေးခဲပြီးတော့တောင်းတန်းမလှုပ်ရှားနိုင်ကြပါဘူးအခုခေတ်မှာတော့မွေတွေရဲ့အဓိကပြဿနာကတော့နေထိုင်စရာနေရာရှားပါတာပါပဲတောတောင်တွေပြုံးသီးလာပြီးတော့မျိုးပြတွေချက်ထလာတဲ့အတွက်မွေတွေကသူတို့ရဲ့တဘာဝမဲလိုက်ကွင်းနေဆုံးရှုံးရပါတယ်တင်ကအစိတ်ရှိသည်ဖြစ်စေအစိတ်မရှိသည်ဖြစ်စေလူတွေရဲ့တက်ခံရဖို့ရာခိုင်နှုန်းကတော်တော်ကိုများပါတယ်ဒါအပြင်ကားကြိတ်ပြီးတော့လူတွေဆုံးနိုင်ပါတယ်ဒါကတော့မွေတကောင်ရဲ့ဘွားပါပဲကျွန်တော်အခုတလောဗီဒီယိုမတင်ပြီးတဲ့အတွက်အားလုံးကို sorry ပါကျွန်တော်ဒီနေ့စပြီးတော့ဗီဒီယိုလေးပြန်ပြီးတင်သွားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ထပ်ဘာလို့တင်ရလဲဆိုတော့လေကောမှာရေးရုံနော်အဲ့ပြင်ဘာတင်သိရအောင် channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့အဆုံးထိကြည့်ပြီးတော့အားလုံးကြည့်တင်ပါတယ်အားလုံးပဲ bye bye